နားလည်မယ်နော်โอเคအဲ့ဆိုလို့ရှိရင်အဲ့ဒါကကော်ရနီရိုးတွေစဲကွက်လေးတွေကိုဂျားထဲမှာအလွတ်လို့ကျွန်လို့ရှိရင်ပြန်ယူတာပေါ့ရိုက်ပြီးကမှာပေါ့နော်ရိုက်ပြီးကမှာထပ်ဖြည့်ချင်တာတော့ဒါမှမဟုတ်လေပိုွားလို့ပြန်ဖြတ်ချင်တာတော့ဆိုလို့ရှိရင်အဲ့လိုလုပ်လို့ရတယ်ဟုတ်ပြီအဲ့ဒါကကျောင်းရခေါင်းစဉ်တစ်ခုโอเคနောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကအောက်ခြေကရှိနေပတ်သက်လို့ဒီမှာတော့ပြင်ပြီးလိုက်ဖြစ်နေရနော်အောက်ခြေကရှိနေပတ်သက်လို့ရှေ့အသက်ယူတာပြန်ဖြတ်တာပါညာအဲ့ဒီကုန်းလုံးသွားမယ်အဲ့ဆိုရင်လက်ရှိဒီမှာ assignment 2လို့ဘာလို့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါလေးရှိတယ်ဒီနောက်ဆုံးရှိကိုနှိပ်မယ်ဒီအပေါင်းလေးကိုနှိပ်လို့ရှိရင်အဲ့မှာရှိအသက်ရတာလေဒီမှာရတယ်ဆိုတော့သူ့ရဲ့နောက်မှာရမယ်ခင်ဗျားဒီရှိ2ကိုနှိပ်ပြီးတော့အပေါင်းလေးကိုနှိပ်လို့ရှိရင်ရှိ2ရဲ့ဘေးမှာပဲ sorry assignment 2ရဲ့ဘေးမှာပဲရလာမှာကို session ပေးထားတဲ့ရှိရဲ့နောက်မှာရလာတာဒီကနော်โอเคမလို့ကျွန်လို့ရှိရင်တော့သူ့ပေါ်မှာတင် right click နှိပ်မယ်ပြီးရင် delete ကိုရွေးပြီးတော့ဒီရှိကိုပြန်ဖြတ်လို့ရတယ်ပေါ့ဒီရှိကိုလည်းဖြတ်မယ် right click နှိပ်မယ် delete ဆိုပြီးတော့ပြန်ဖြတ်လိုက်မယ်အဲ့ဆိုရင်ပြန်ပြတ်သွားပြီဟုတ်ကဲ့နော်အဲ့ဒါကရှိအသက်ယူတာမလို့ကျွန်လို့ရှိရင်ပြန်ဖြတ်တယ်โอเคနောက်တစ်ခုကဒီလက်ရှိဒီ January ဆိုတဲ့ရှိကသလုံးဒိုကောက်ဖြစ်နေတယ်အရှိကောပြန်ပြောင်းမယ်အဲ့ဆိုသူ့ပေါ်မှာတင် right click နှိပ်မယ် rename ဆိုတာကိုရွေးလို့ရတယ်နော်အဲ့ဆိုရင်ပြန်ပြင်လို့ရပါပြီဥပမာ JANUARY January ကိုပြောင်းလိုက်မယ်ပြီးရင် under ခောက်ပေါ့နော် under ခောက်လိုက်မှရမှာနော် under မခောက်လို့ရှိရင်ဒီပေါ်ကဟာလေးသုံးလို့ရမှာကျန်တဲ့လုပ်ငန်းဆက်လုပ်လို့မရအောင်နော်အဲ့ဆိုနာမည်ပြောင်းဝင်တစ်ခါတည်း under ခောက်လိုက်အဲ့ဆိုရင်နှစ်ချက် right click နှိပ်ပြီးတော့ rename ကိုရွေးရင်လည်းရတယ်ဒါမှမဟုတ်ဒီပြောင်းကျင်တဲ့ရှိပေါ်မှာတင်စာပေါ်မှာတင်နှစ်ချက်နှိပ်လိုက်လို့ရှိရင်လည်းရတယ်နော်ဒီတော့မှာပြန်ပြောင်းလို့ရပါပြီ FEBRUARY February โอเคအဲ့ဒါကရှိကိုနာမည်ပြောင်းတယ်နောက်တစ်ခါရှိတွေကိုနေရာရွှေ့မယ်ဆိုလို့ရှိရင်ဒီမှာဒီ January ဆိုတဲ့ရှိပေါ်မှာတင်ပြပြီးတော့ဒီဘက်ကိုရွှေ့လိုက်မယ် February ဆိုတဲ့စာပေါ်မှာတင်ပြပြီးတော့ဒီရှိကိုရွှေ့လိုက်မယ်တွေ့ကံမရောက်လို့ကြည့်နော်တွေ့ကံမရောက်လို့ဒီကြားထဲမှာရောက်နေဆိုရင်ရပြီပြလိုက်တော့အဲ့ဆိုရင်ဒါကရှိကိုနေရာရွှေ့ခုနကပြန်ဖြတ်တာတော့နေရာရွှေ့တာတော့ဟုတ်ပြီနော်ပြီးအသက်ယူတာတွေပါသွားပြီနောက်တစ်ခုဒီ assignment 2ဆိုရရှိဒီရှိကိုဖြောက်ထားမယ် right click နှိပ်မယ်ပြီး del ဆိုဖြောက်မှာဆိုတော့ height ကိုရွေးပေါ့အဲ့ဖြောက်လိုက်ပြီပြန်တော့ကျွန်တော်ချိန်ကတော့ရှိတစ်ခုပေါ်မှာတင်လိုက် right click နှိပ်ပြီးတော့ height ကိုရွေးမယ်ပြီးသွားရင်သူ့ကိုရွေးပြီးတော့ okay လို့ဆိုရင်ပြန်ရသွားပြီဟုတ်ပြီနော်ရှိနေပြီလို့နော်နောက်တစ်ခုကဒီအရောင်လေးတွေခုချိန်ပြီးသားဖြစ်နေတယ်ပြန်ချိန်မယ်လက်ရှိဒီရှိရဲ့အရောင်ကိုချိန်မယ် right click နှိပ်မယ်ဒီမှာ tab color ဆိုတာရှိတယ်သူ့ကိုအရောင်ပြောင်းလိုက်မယ်ဒီအရောင်လေးပေါ့သူ့ကို right click နှိပ်မယ် tab color ကိုရွေးမယ်နောက်တစ်အောင်ပြောင်းလိုက်မယ်သူ့ကို right click နှိပ်မယ် tab color ကိုရွေးမယ်ရောင်ပြောင်းမယ်ဒါလွယ်တယ်နော်โอเคအဲ့ဆိုလို့ရှိရင်ရှိနေပတ်သက်လို့တော်ဆုံးနေပြီပေါ့နော်အသေးယူတာပြန်ဖြတ်တာနာမည်ပြောင်းတာနေရာရွှေ့တာဖြောက်တာပြန်ခေါ်တာအဲ့ဒီအကုန်လုံးပါသွားပြီပြီးရင်သူ့ရဲ့ရောင်တွေပါသွားပြီနောက်တစ်ခုကဒီမှာ January မှာ